ဒီနေ့တော့ရွှေလောင်ဝန်း fashion နန်းတော်ကနေထုတ်လုပ်တဲ့ရှမ်းကောင်းပေါင်းနဲ့မြန်မာကောင်းပေါင်းလေးတွေရဲ့နေရွက်မှာဘာဖြစ်လို့အခုလိုမျိုးပပထောင်ထောင်လေးတွေနဲ့မမလေးတွေဖြစ်နေရတာလဲတောင်းတောင်းလေးတွေဖြစ်နေရတာလဲဆိုတာလေးကိုဒီချက်ရွှေလောင်ဝန်းကတိတိလောက်မျှဝေပေးချင်ပါတယ်အခုဆိုလို့ရှိရင်မင်္ဂလာဆောင်ပွဲတွေမှာသူတို့သားတွေရောအလှရှင်တွေရောနောက်တစ်ခါမောင်ရှင်လောင်းတွေကအစားဒီကောင်းပေါင်းလေးတွေကိုဒါအတော်များများဒါဒီစင်မြန်းလာကြပါပြီအဲ့ဒီမှာတချို့ကကြတော့လေဒီခေါင်းပေါင်းလေးတွေကိုထုတ်လုပ်ဖန်တီးတဲ့အခါမှာဒီလိုနေရွက်လေးတွေကိုမမထောင်ထောင်လေးဖြစ်အောင်လို့ကော်ပါပိတ်ကြံသို့မဟုတ်လိုင်းငင်ပေါ့နော်ကပ်ပြီးတော့မှဒီပိုးလေးတွေကိုအလှဆင်ကြပါတယ်ထောင်ထောင်လေးတွေဖြစ်အောင်ပေါ့နော်အဲ့ဒီအချိန်မှာကော်ပါပိတ်ကြံကတ်လိုက်ရင်တော့နေရွက်ကလေးတွေကပြပြဒီမမလေးတွေဖြစ်မနေတော့ဘဲနဲ့နည်းနည်းထူခဲသွားတာမျိုးလေးတွေကြုံရတတ်ပါတယ်တိချက်ရွှေလာဝန်းကတော့ဒီလိုပြပြကက်ကလေးတွေဖြစ်ဖို့အတွက်ကိုဒီအချိန်လေးပေးပြီးတော့ပေါ့နော်ဒီကော်မုတ်လေးကိုရင်ွေးပွက်ပွက်ဆူတဲ့ထဲမှာကော်မုတ်လေးကိုကြိုပြီးတော့မှဒီနေရွက်လုံးမဲ့ဒီအထောင်လေးတွေကိုစိန်ပြီးတော့မှဒါဒီအချောက်လမ်းပါတယ်အချောက်လမ်းနဲ့အချောက်လမ်းပြီးသွားရင်တော့ဒီနေရွက်ကလေးတွေဟာထောင်ထောင်လေးတွေနဲ့ပြပြကက်ကလေးနဲ့အရန်ကိုအဆင်ပြေပါတယ်ဒါလေးတွေနဲ့ပဲပုံဖော်ဖန်တီးထားခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်